ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြီးမားဆုံးလိုအပ်ချက်တစ်ခုကိုသိချင်ပါသလားခေါင်းဆောင်အချို့ကလူတွေကိုဘာကြောင့်အမှန်တကယ်စိတ်အားထက်သန်စေနိုင်သည်ကျန်တဲ့သူတွေကတော့တာမန်စီမံခန့်ခွဲမှုလောက်ပဲလုပ်နိုင်ကြတာလေဆိုတာကိုဒီနေ့စူးစမ်းကြည့်ကြရအောင် Simon Sinek ရဲ့နာမည်ကျော် theory ဖြစ်တဲ့အောင်မြင်မှုနဲ့စိတ်အားထက်သန်မှုရဲ့အခြေခံသဘောတရားတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာသွားမှာပါတကယ်ကိုတန်ဖိုးရှိပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့လေ့လာမှုတစ်ခုဖြစ်လာမှသိကြပါတယ်ဒီနေ့အတွက်အဓိကဆွေးနွေးသွားမယ့်အချက်၅ချက်ကတော့၁ဆရာထက်တန်မှုရဲ့လျှို့ဝှက်ချက်၂ရွှေအောင်စောဝိုင်း၃ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ဇီဝဗေဒ၄ရွှေအောင်စောဝိုင်းကိုတိုးချဲ့ခြင်းနဲ့၅သတင်းစကားဖြန့်ဝေခြင်းတို့ပဲခဲ့ပါတယ်ကဲစလိုက်ကြအောင်အပိုင်း၁စိတ်အားထက်သန်မှု၏လျှို့ဝှက်ချက်တမိုင်းတစ်လျှောက်အောင်မြင် hair company တွေကိုပြန်ကြည့်လိုက်ရင်ဥပမာ General Motors လို company မျိုးဆိုဈေးချတာတို့ promotion ပေးတာတို့နဲ့ကားတွေအများကြီးရောင်းရအောင်လုပ်နိုင်ခဲ့ကြတယ်။ဒါပေမဲ့ဒီချစဉ်းစားကြည့်ရင်အဲ့ဒါကတကယ်စိတ်အားထက်သန်မှုမဟုတ်ပါဘူး။တကယ်ခေါင်းဆောင်ကောင်းတွေစိတ်အားထက်သန်စေတဲ့အဖွဲ့အစည်းတွေကြတော့အဲ့ဒီလိုပြင်ပကဆွဲဆောင်မှုတွေထက်လူတွေရဲ့ရည်ရွယ်ချက်ပိုင်ဆိုင်မှုဆိုတဲ့ခံစားချက်ကိုနိုးဆွပြီးဒီအမှန်တကယ်စိတ်အားထက်သန်လာအောင်လုပ်ပေးနိုင်ကြတာပါ။ခေါင်းဆောင်ရိုးရိုးရှိသလိုအမှန်တကယ်ဥဆောင်နိုင်သူများလည်းရှိတယ်တဲ့ဒီစကားလေးကိုနည်းနည်းထပ်တွေ့ကြည့်အောင်အာနာရှိလို့ယာရုရှိလို့ခေါင်းဆောင်ဖက်လာသူတွေရှိတယ်လေဒါပေမဲ့တကယ်ဥဆောင်နိုင်သူတွေကတော့လူတွေကိုစိတ်အားထက်သန်စေတဲ့သူတွေပါနောင်လိုက်တွေကသူတို့ကိုလိုက်နာတယ်ဆိုတာဖိအားပေးခံရလို့မဟုတ်ပါဘူးတကယ်တော့ကိုယ်ယုံကြည်ချက်အတွက်ကိုယ့်ရဲ့ကျင့်နှံ့မှုအတွက်ကိုယ့်တကိုးနဲ့ကိုယ်လိုက်နာကြတာမျိုးပါအပိုင်းနဲ့ရွှေအောင်စဝိုင်းကိုဖွင့်ဆိုခြင်းတကယ်စိတ်ဝင်စားစရာကောင်းတာကဒီရွှေအောင်စက်ဝိုင်းလို့ခေါ်တဲ့ပုံစံလေးပါပဲစိတ်အားထက်သန်စေတဲ့ခေါင်းဆောင်တွေဖွဲ့စည်းတွေကထာမန်လူတွေတွေးခေါ်လှုပ်ရှားတဲ့ပုံစံရဲ့လုံးဝပြောင်းပြန်တဲ့အစဉ်းစားကြလှုပ်ဆောင်ကြဆက်တွေ့ကြတာပါအပြင်ကနေအတွင်းကိုသွားမဲ့အစားအတွင်းဆုံးအလွှာကနေအပြင်ကိုထွက်လာကြတာမျိုးပေါ့အလွှာတစ်ခုချင်းစီကိုအသေးစိတ်ကြည့်လိုက်ကြစို့အရာရာတိုင်းကအပေကြောင့်လို့ခေါ်တဲ့ why ဆိုတဲ့ရှင်းလင်းတဲ့ယုံကြည်ချက်ကနေစတင်ပါတယ်ကုမ္ပဏီတစ်ခုကဘာကြောင့်ကြီးအလုပ်ကိုလုပ်နေတာလဲဆိုတဲ့ရည်ရွယ်ချက်ပေါ့အဲ့ဒီနောက်မှာမီတို့လှုပ်ဆောင်မလဲဆိုတဲ့ဟောင်းတန်ဖိုးထားမှုတွေလုပ်ငန်းစဉ်တွေလာပါတယ်။အဲ့ဒီစင်ဒီပြီးမှသာမီတီအရာကိုထုံလုပ်တယ်လဲဆိုတဲ့ what ရလက်တွေထွက်လာတာပါ။ဒီနေရာမှာအထူးမှတ်ထားရမှာကကုမ္ပဏီတစ်ခုကဘာလုပ်တယ်လဲဆိုတာကိုလူတွေကဝယ်ကြတာမဟုတ်ပါဘူး။ဘာကြောင့်လုပ်တယ်လဲဆိုတဲ့သူတို့ရဲ့ယုံကြည်ချက်ကိုသာဝယ်ယူကြတာဖြစ်ပါတယ်။အပိုင်း၃ယုံကြည်မှုနဲ့သက်ဆိုင်သောစီးပွားပေးတာလူသားတွေရဲ့ဦးနှောက်တွေစောက်ပုံကိုကြည့်လိုက်ရင်အန်တော်စရာကောင်းလောက်အောင်ခုနကရွှေရောင်ဆက်ဝိုင်းနဲ့တွားတူနေတာကိုတွေ့ရပါလိမ့်မယ်။အပြင်ပန်းဆုံးက Neocortex ကစင်ချင်းတုံတရားစကားပြောဆိုမှုနဲ့ words ကိုနားလဲတယ်။ဒါပေမဲ့အတွင်းပိုင်းက limit ဦးနောက်ကလို့ခန်းစားချက်ယုံကြည်မှုနဲ့လူတွေရဲ့အပြုမှုဆုံးဖြတ်ချက်တွေကိုအပြည့်အဝထိန်းချုပ်ထားတာပါ။ဒါကြောင့်မလို့ Neocortex ကိုရည်ရွယ်ပြီးအချက်လက်တွေကိန်းဂဏန်းနဲ့ချပြရုံတတ်နဲ့လူတွေရဲ့အပြုမှုကိုပြောင်းလဲဖို့မဖြစ်နိုင်တာပေါ့။အပြုမှုပြောင်းလဲဖို့ဆိုတာ why ဆိုတဲ့ limit ဦးနောက်နဲ့တိုက်ရိုက်သက်ဆိုင်နေလို့ပါပဲ။ပြဿနာ limit ဦးနောက်မှာစကားပြောနိုင်တဲ့စွမ်းရည်လုံးဝမရှိတာပါပဲ။ဒါကြောင့်လူတွေကကိုယ်ခံစားချက်ကိုစကလုံးတွေနဲ့ဖော်ပြဖို့ခက်ခဲနေကြတယ်။ဆုံးဖြတ်ချက်တစ်ခုခတဲ့အခါစကလုံးနဲ့တေချာမရှင်းပြတတ်တဲ့မြစ်ဘိုက်ထဲကခံစားချက်ရမှန်တယ်လို့ခံစားရတာမျိုးကြုံဘူးကြတယ်မဟုတ်လား။အဲ့ဒါလင်းပေဦးနောက်ကအလို့လုံနေတာလေ။ကုမ္ပဏီတွေအနေနဲ့လည်းသူတို့ရဲ့ why ဆိုတဲ့အဓိကယုံကြည်ချက်ကိုတေးသေးချာချာရှင်းပြဖို့အများကြီးယုံကန်ရလေရှိတာဟာဒီဂျီယိုပေတဲ့သဘောတရားကြောင့်ပဲဖြစ်ပါတယ်။အပိုင်း၄ရွှေရောင်ဆက်ဝိုင်းကိုတိုးချက်ခြင်းသဘောတရားတစ်ခုကလူရပေါင်းများစွာပါဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပြီဆိုရင်ခိုင်မာတဲ့ဖွဲ့စည်းပုံလိုအပ်လာပါတယ်။ဒါကြောင့်ပြင်ညီဘိုးကဆက်ဝိုင်းကိုသုံးဖက်မြင်ကောတော့ပုံစံအဖြစ်အောက်ကိုဆွဲချလိုက်ကြည့်ပါ။ Y ကိုထိတ်ဆုံးမှထားပြီးအောက်ခြေကိုဖြန့်ကျက်သွားတဲ့တကယ့်ကိုပြောင်မြောက်တဲ့ဖွဲ့စည်းပုံတစ်ခုကိုထင်ရှားစွာမြင်တွေ့ရမှာပါ။ဒီကတော့ပုံမှာရေးကြီးဆုံးကအချင်းချင်းအမိသာဟဲပြုနေတဲ့တာဝန်ခွဲဝေမှုပါပဲ။ထိတ်ဆုံးကခေါင်းဆောင်ဟာ Y ဆိုတဲ့ယုံကြည်ချက်နဲ့ဥရိယာကိုကိုစားပြုပါတယ်။ဒါမဲ့သူချစ်ဖက်ဆိုရင်အိမ်မက်မက်တူတတ်ပဲဖြစ်နေမှာလေအလဲကအကြီးတဲ့အမှုဆောင်တွေကဟောင်းဆိုတဲ့စနစ်တွေလုပ်ငန်းစဉ်တွေကိုတိစောက်ပေးရမှာပါအောက်ခြေကဝန်ထမ်းတွေကတော့ white ဆိုတဲ့မြင်သာထင်သာရှိတဲ့ရလက်တို့ကိုဖော်ဆောင်ပေးရပါပါဒီရလွာသုံးခုစလုံးဟန်ချက်ညီညီပူပေါင်းဆောင်ရွက်မှာပါအဖွဲ့ကြီးဟာတကယ်ကိုအောင်မြင်နိုင်မှာပါအဖွဲ့အစည်းကြီးထွားလာတာနဲ့အများကတော့ growth တီကအတန်ချဲဆက်ကြီးတစ်ခုလိုဖြစ်လာပါတယ်ကုမ္ပဏီကြီးလာရင်ဈေးဝယ်ရှာဖွေဘတ်ဂျက်တွေလက်လက်မိနိုင်မှုတွေများလာလို့ရာလက်တွေထစ်တဲ့ဟွက်ကြောင့်အတန်ကပိုကျဲလာပါတယ်။ဒါပေမဲ့အတန်ကျဲယုံနေမီလုံလောက်ပါဘူး။ထိတ်ဆုံးက why ဆိုတဲ့ယုံကြည်ချက်တရင်စကားကအောက်ခြေအထိရှင်းလင်းပြတ်သားစွာရောက်ရှိနေဖို့အလွန်အရေးကြီးပါတယ်။ why ပြောက်ဆုံးသွားရင်အဲ့ဒီအတန်ချဲဆက်ကြီးကစူညံတန်တီချီထွက်နေပြီးနာမည်ကြီးအမတ်တန်စေးတစ်ခုကနေတာမန်ကွန်ပီစီထုတ်တဲ့အဆင့်ကိုချက်ချင်းလျော့ချသွားပါလိမ့်မယ်
အဖိုင်းကသတင်းစကားဖြန့်ဝေခြင်း စမ်းသစ်တီထွင်မှုတွေလူအဖွဲ့အစည်းမှာပြန့်နှံ့သွားပုံကိုပြထားတဲ့ law of diffusion လို့ခေါ်တဲ့နေရာမှာရှိပါတယ်။ကုမ္ပဏီအများစုကသူတို့ရဲ့ white တွေကိုအလဲလမ်းမှာရှိတဲ့လူများစုကြီးစီတိုက်ရိုက်ရောင်းချဖို့စ조사ကြလို့ကြရှုံတတ်ကြပါတယ်။တကယ်တမ်းကလူအများစုဆိုတာတခြားတယောက်ယောက်အရင်စမ်းသပ်ပြီးမှလိုက်လို့လေးရှိကြတာလေ။ဒါကြောင့်တကယ်လို့ရမှာကကိုယ့်ရဲ့ white ကိုမျှဝေခံစားနိုင်တဲ့တီထွင်စမ်းသစ်သူများနဲ့စောစီးစွာလက်ခံကျင့်သုံးသူများကိုအရင်ဆုံးဖန်ဆုံနိုင်ဖို့ပါပဲသူတို့စီကတစ်စင်မှာ tipping point လို့ခေါ်တဲ့အချို့အကွေ့ကိုရောက်ပြီးလူများစုစီအလိုအလျောက်ပြန့်နှံ့သွားမှာပါ why ဆိုတဲ့ယုံကြည်ချက် how ဆိုတဲ့လုပ်ငန်းစဉ်ပြီးတော့ word ဆိုတဲ့ရက်လက်ဒီသုံးခုစလုံးပြည့်ပြည့်စုံစွာဟန်ချက်ညီသွားတဲ့အခါရေရှည်အောင်မြင်မှုယုံကြည်မှုနဲ့စံသစ်တည်ထွင်မှုဆိုတာတွေကလဲလံဖန်ဆုံနေစရာမလိုပဲတဘောအကြချက်အလွတ်အလျောက်ကိုဖြစ်ပေါ်လာပါတယ်လုပ်ငန်းတစ်ခုအဖွဲ့အစည်းတစ်ခုယက်တည်သူအတွက်ယုံကြည်ချက်ဆိုတာအခိုင်အမာဆုံးအုတ်မြစ်ဖက်တယ်ဆိုတာသိကြပါတယ် ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားကြည့်ကြအောင်ခေါင်းဆောင်ကောင်းဆိုတာကိုပိုင်ဝိုင်ကိုတွေးရှိုံတင်မကပဲတခြားသူတွေကိုပါသူတို့ရဲ့ရည်ရွယ်ချက်တွေတွေးရှိလာအောင်စိတ်အားထက်သန်စီသူတွေပါကျွန်တော်တို့ပတ်ဝန်းကျင်ကိုပုံမကောင်းမအောင်ပြောင်းလဲဖို့နောက်ထပ်လှုပ်ရှားမှုတွေကိုအဒီပယ်ရှိရှိတွန်းအားပေးမဲ့အဲ့ဒီအဓိကကြရဲ့ယုံကြည်ချက်ကဘာများဖြစ်မလဲဒါကိုရှောက်ဖွေတွေးရှိပြီဆိုရင်တော့တကက်ကိုကြီးကျယ်ဟန်နာတဲ့အောင်မြင်မှုခရီးလမ်းကစတင်နေပြီပဲဖြစ်ပါတယ်